ကောင်လေးဟာသူ့ရဲ့အထူးမျက်မှန်တက်ဖို့မေ့သွားတဲ့အတွက်သူစိုက်ကြည့်လိုက်သမျှလူတိုင်းချက်ချင်းကြောက်ရွံ့အဖြစ်ပြောင်းသွားခဲ့တဲ့လူတွေကိုဘေးကင်းစေဖို့အတွက်ကြောက်ဖြစ်သွားသူတွေအားလုံးကိုအခန်းထဲအမြန်ဆုံးရှေ့ထားလိုက်တယ်ဒီနောက်မှာတခြားလူတွေကိုမကြည့်မိအောင်ဝေးရာကအခန်းထဲကိုပုံနေလိုက်တယ်ပြီးတော့အပြင်မှာရက်နေတဲ့သူငယ်ချင်းစီကမျက်မှန်တလက်ငှားလိုက်တယ်သူ့ရဲ့စွမ်းအားသုံးပြီးအိမ်မှာကြံရိတ်ခဲ့တဲ့အထူးမျက်မှန်နဲ့ချက်ချင်းလဲလှယ်လိုက်တယ်အခုတော့ဘသူ့ကိုမှထိခိုက်မှာကိုစိတ်မပူရတော့ဘူးလမ်းလျှောက်နေရင်ကျောင်းမှာလုံးမဲ့မော်ပြပွဲကြောင်ညာကိုတွေးလိုက်တယ်မော်ဆရာဟာမော်တိတ်တာအထဲကနေထွက်မလာနိုင်တော့မန်းတူတိနေတယ်ဒါကြောင့်မော်ဆရာကိုကယ်ဖို့တိတ်တာအထဲကိုချက်ချင်းရောက်သွားပေမဲ့မော်ဆရာကရှိမနေခဲ့ဘူးလူတွေကိုသူပြဇက်လုပ်ရည်လို့ထင်စေဖို့တိတ်တာထဲမှာအတန်ဖန်းဆက်ပဲထားခဲ့တာထိုတော်တွင်လက်ထောက်ကတိတ်တာတွေကိုဓာတ်တွေတစ်ချောင်းပြီးတစ်ချောင်းစတင်ထိုးသွင်းနေပြီးလူငယ်လေးကိုအချက်တိုင်းကိုရှောင်ရှားခိုင်းနေရဲ့သူ့စွမ်းအားတွေကျဆင်းနေတာကြောင့်ထွက်ပြေးလို့မရဘူးတိတ်တာကိုလေထဲသို့မြင့်တင်လိုက်သည်ရုတ်တရက်ကျိတ်ပြုတ်ပြီးတိတ်တာကအောက်ကိုပြုတ်ကျသွားတဲ့ကံကောင်းတာကသူ့ကိုယ်သူကာကွယ်ဖို့စူပါစွမ်းအားအနှဲငယ်ရှိနေသေးတယ်ပရိသတ်ကတိတ်ပြီးသဘောမကျသေးတဲ့အတွက်လက်ထောက်ကတိတ်တာကိုမိရှို့လိုက်တဲ့ကောင်လေးကအတွင်းပိုင်းကိုအေးခဲသွားပြီးသားဆိုတာသူမသိဘူးပြပွဲအဆုံးမှာလက်ထောက်ကတိတ်တာကိုကြိတ်ဖို့အေယာမဂရင်းရင်တစည်းထုတ်လာတယ်အဲ့ဒီအချိန်မှာတော့လူငယ်လေးကအပြင်ရောက်သွားပြီးခဏကြာတော့မော်ဆရာအတုကပရိသတ်ရှေ့မှာပေါ်လာတယ်